Surprising side to Benjamin Franklin. Benjamin Franklin ရဲ့အံ့ဩစရာပုံစံတစ်မျိုးတရားအမေရိကန်ဒေါ်လာငွေစက္ကူပေါ်ကတပူးပြောင်ပြောင်သပင်ဖားလာတဲ့လူကြီးကတကယ်တော့သမရမဟုတ်တဲ့အပြင်လူတယောက်ပါသူ့နာမည် Benjamin Franklin လို့ခေါ်ပါတယ်သမရမဟုတ်တာတော့မှငွေစက္ကူပေါ်မှာနေရာပေးထားတဲ့ Benjamin Franklin အကြောင်းကိုဒီနေ့ကျွန်တော်တို့ဆွေးနွေးကြအောင်ဗျဒီနေ့ဗီဒီယိုထဲမှာတော့အမေရိကရဲ့တီထောင်သူဖခင်ကြီး Benjamin Franklin ရဲ့ထင်ရှားတဲ့ဘဝဇာတ်ကြောင်း Benjamin ရဲ့နိုင်ငံအကျိုးပြုလုပ်ရက်တွေသမရမဟုတ်တဲ့ Benjamin ကိုဘာဖြစ်လို့ဒေါ်လာငွေစက္ကူမှာနေရာပေးခဲ့ကြတာလဲဒါတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေပြီးလူတွေသိမသိသေးတဲ့ Benjamin Franklin ရဲ့အံ့ဩစရာပုံစံတစ်မျိုးကိုပြောပြပေးသွားမှာဖြစ်တာမလို့ဘုသူဒရခြင်းနဲ့ဆိုရင်တော့အဆုံးထိစောင့်ကြည့်ပေးကြပါဦးခင်ဗျာ Benjamin Franklin လို့ပြောလိုက်မယ်ဆိုရင်တရားအမေရိကန်ဒေါ်လာငွေစက္ကူပေါ်ကလူကြီးကိုပြင်းမြင်ကြပါလိမ့်မယ်အဲ့ဒီနဖူးပြောင်ပြောင်သပင်ရှိရှိနဲ့လူကြီးကအမေရိကရဲ့တီထောင်ရေးဖခင်ကြီးတွေကတယောက်ဖြစ်ဒီကမ္ဘာလုံးကတည်ထားခြင်းကိုခံရတဲ့သူပါ Benjamin Franklin ရဲ့မွေးစာတီကဘော့စတွန်မြို့မက်ဆာချူးဆက်ပြည်နယ်ဖြစ်ပြီးတော့1906ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာဂျိုဇိုင်းယာ Franklin နဲ့ဒုတိယဇနီးဖြစ်သူအဘိုင်းယာ Franklin တို့ကနေ Benjamin ကိုဝေးဖွာခဲ့ပါတယ်Benjamin ဟာချားလ်မြေကန်ဘေးမှာကြီးပြင်းခဲ့ရတာဖြစ်တဲ့အတွက်ငငယ်ကလေးကရေကူးရတာကိုအရန်ကြိုက်တဲ့သူပါရေမြိုင်ကူးနိုင်မှုရေရက်တွေကိုတီးထွေးနဲ့ဒုကိုရင်းမှာကင်းအောင်နေခဲ့တဲ့တီးထွေးသူဝိညာဉ်ပေါက်ဆဟာလည်းအပြေးပြေးနဲ့အသက်ဝင်ကြီးထွားလာခဲ့ပါပြီကလေးပေါက်ဆအရွယ်မှာကိုယ်ပိုင်စိတ်ကူးကိုတကယ်ဖြစ်အောင်အကောင့်ထဲပေါ်ပြီးတော့လက်မတက်ဆင်အသုံးပြုရတဲ့တစ်သားလော်တာလေးတစ်ခုကိုတီးထွေးနိုင်ခဲ့တဲ့သူပါ Franklin ဟာတောင်းပညာရေးကိုတော့များများဆဆမသိယူခဲ့ရပါဘူးသူ့အဖေအနေနဲ့နှစ်နှစ်စာကျောင်းဆဲကိုသာတက်နိုင်ခဲ့တဲ့အတွက်ဘုံတော်ရေးသေးတဲ့ကိုသာထည့်ပေးလိုက်နိုင်ပြီးတော့ဒါဖြစ်သူရဲ့ Harvard တက္ကသိုလ်တက်ချိန်နဲ့အိမ်မက်ကိုဖျက်ဆီးပစ်ခဲ့ရပါတယ်။ Franklin ရဲ့ကျောင်းပညာရေးဟာအသက်10နှစ်မှာပဲရပ်တန့်သွားခဲ့တာပါ။သူသာကျောင်းကောင်းကောင်းဆက်တက်နိုင်ခဲ့မယ်ဆိုရင်Isaac Newtonလိုမျိုးထင်ရှားကျော်မော်တဲ့သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာနိုင်တယ်လို့လူတချို့ကခံမှန်းကြပါတယ်။ဒါပေမဲ့ Franklin ဟာကျောင်းပညာရေးလစ်လက်မှုနေရာမှာစာဖတ်ဝါသနာကိုအစားထိုးဖြည့်သွင်းခဲ့ပါတယ်။စာအုပ်များများဝယ်ခြင်းတဲ့အတွက်ပတ်စံစုဖို့ရာအသားတော်မစားဘဲတက်တက်လွတ်တာစားတောက်ခဲ့ပါတယ်။ဒီနေရာမှာပြည့်စုံပြောချင်တာကအာမီရှင် Benjamin Franklin ကိုအယောင်တင်မိခဲ့တာဟာစာအုပ်စာပေတွေအကြောင်းကိုပြန်ပြီးတော့ဆက်ရမယ်ဆိုရင်အကိုဖြစ်သူဂျိန်ရဲ့မိတ်တူဆိုင်မှာအလုပ်အသင်ဖြစ်ငွေရောက်လောက်ကန်ရင်းနဲ့သူ့ရဲ့စာရေးစာဖတ်ဝါသနာကပိုလို့တောင်မှရင့်တန်လာခဲ့ပါတယ်။အမေရိကရဲ့ပထမအဆုံးသောသတင်းစာတွေကတစ်ခုပါဝင်ဖြစ်တဲ့အကိုဖြစ်သူရဲ့သတင်းစာမှာ Mrs. Silent Douglas ဆိုတဲ့ကလောင်နာမည်နဲ့သူ့ရဲ့ကိုယ်ပိုင်ဆောင်းပါးတွေကိုရေးသားထုတ်ဝေခွင့်ရခဲ့ပါတယ်။19နှစ်သားအရွယ်မှာ Franklin ဟာ Boston ကနေပြီးတော့ New York ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ထွက်ခွာလာခဲ့ပါတယ်။မိတူကူးတဲ့အလုပ်တစ်ခုလောက်ရှာဖို့ရည်ရွယ်ထားပေမဲ့ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ဒါကြောင့်ပဲတောင်ဘက်ရက်ကိုဆက်ဆင်းခဲ့ပြီးအဲ့ဒီချိန်အမေရိကမှာအကြီးမားဆုံးမြို့တော်ဖြစ်တဲ့ Philadelphia ကိုရောက်သွားခဲ့ပါတယ်။မြို့နန်းကမိတူဆိုင်တချို့မှာအလုပ်ဝင်လုပ်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ Philadelphia ကုန်တယ်တူအဖြစ်ရပ်တည်ခဲ့ပါတယ်။ Ray မိသားစုအိမ်မှာအိမ်ငါးအဖြစ်နေထိုင်ခဲ့ပြီးတော့15နှစ်သမီး Deborah နဲ့ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ Franklin ဟာစုဆောင်းငွေချိုးတပြားတောင်မရှိလောက်အောင်ဝဲကြွေလာတဲ့အတွက် Deborah ရဲ့မိခင်ဟာလက်ထပ်ပွဲကိုသဘောမတူခဲ့ပါဘူး။ Franklin နဲ့ Deborah ဟာသမီးစားဘွားနဲ့ပဲဆက်လက်ချစ်ကြိုက်ခဲ့ကြပြီးတော့နေနေငယ်ကြမှာတော့ပဝင်းကျင်အတိမတ်ပြုတ်လက်ထပ်ပွဲတစ်ခုနဲ့အိမ်တော်ကြီးဘဝတွေကိုဝင်ရောက်ခဲ့ကြပါတယ်။ Franklin ဟာသူ့ရဲ့အသက်20ဝန်းကျင်ရွယ်မှာဖီလာဒဲလ်ဖီးယားရဲ့လူမှုအဖွဲ့အစည်းကိုတိုးတက်အောင်လို့အကျိုးဆောင်ရင်းနဲ့ချိန်ကုန်ခဲ့ပါတယ်။ Franklin ဟာဂျွန်တုံးဆိုတဲ့အသင်းတစ်ခုကိုဖွဲ့စည်းပြီးတော့အသင်းထဲမှာနောက်ခံအမျိုးမျိုးရှိတဲ့လူငယ်လေးတွေပါဝင်ပါတယ်။နောက်ကြနေတွေမှာအသင်းအစည်းအဝေးလုပ်လို့ရှိပြီးတော့ကိုကျင့်တရားပိုင်းဆိုင်ရာခံယူချက်တွေနိုင်ငံရေးအမြင်တွေအပေးခေါ်ပညာရပ်တွေနဲ့သိပ္ပံပညာရပ်တွေအကြောင်းကိုဆွေးနွေးတတ်ကြပါတယ်။လူတွေရဲ့လုပ်ပိုင်ခွင့်ကန့်သက်ခံရခြင်းလွတ်လပ်မှုကိုချုပ်ချယ်ခံရခြင်းစားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိုယ်လေးဖြစ်ရတွေကိုဆွေးနွေးမျှဝေတတ်ကြပါတယ်။ကျွန်တော်စီဝေးတွေကို Franklin တယောက်ကလန်ဒန်မှာမိတူကူအလုပ်လုပ်တုန်းကရင်းနှီးကျွမ်းဝင်ခဲ့တဲ့ကော်ဖီဆိုင်တွေမှာပြုလုပ်လို့ရှိပါတယ်။အသင်းဝင်တွေဟာစာဖတ်ရတာကိုနှစ်ချိုက်ကြပြီးတော့လူတိုင်းအလဲကျဖတ်နိုင်မဲ့စာအုပ်တွေကိုပတ်စံစုပြီးတော့ဝယ်တတ်ကြပါတယ်။သူတို့ဟာအမေရိကန်ရဲ့ပထမအဦးဆုံးစာအုပ်အငှားပေးစာကြီးတိုက်ဖြစ်တဲ့ Philadelphia စာကြီးတိုက်ကုမ္ပဏီကိုတည်ထောင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ Franklin ဟာဗြိတိရှကိုလိုနီအုပ်ချုပ်ရေးစည်းမျဉ်းနဲ့စန့်ကျင်ရေးသားတဲ့ Pennsylvania Gazette သတင်းစာရဲ့ထုတ်ဝေသူတူဖြစ်လာခဲ့ပါတယ်။
သတင်းစာထုတ်ဝေရုံသာမကသူကိုယ်တိုင်လည်းပါဝင်ရေးသားတတ်ပါသေးတယ်။ဘန်ဂျမင်ကနိုင်ငံရေးသရုပ်ဖော်ကာတွန်းတစ်ခုဖြစ်တဲ့ငွေအပိုင်းပိုင်းပြတ်နေတဲ့ကာတွန်းလက်ရာကိုဖန်တီးခဲ့ပြီးတော့လူတွေကအတော်လေးကိုသဘောကျခဲ့ကြပါတယ်။အပိုင်းပိုင်းပြတ်နေတဲ့ငွေကဗြိတိရှရဲ့ကိုလိုနီနိုင်ငံတွေပြန်ကျဲနေပုံကိုကိုစားပြုပြီးတော့ငွေရဲ့ခန္ဓာကိုပြန်မဆက်ဘူးဆိုရင်တေမာဖြစ်တယ်လို့ကိုလိုနီနိုင်ငံတွေလည်းမစည်းလုံးမှုဆိုရင်ကြာရှုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒါဖြစ်သူဝီလီယံရဲ့အကူအညီနဲ့စက်ကူစုံထိတ်မှာဝိုင်ယာကျိုးစားချီပြီးတော့မိုးကြိုးလျက်စီးမှပါတဲ့လျှက်စစ်ဓာတ်ကိုဝိုင်ယာကနေတစ်ဆင့်စွန်းစွန်းနေတဲ့စွန်ကြိုးတစ်လျှောက်ကိုစီးဆင်းစေပါတယ်။ဒီဆန်းသက်မှုကနေအင်ကိုမထိခိုက်စေပဲလျှက်စစ်ကိုမြေကြီးထဲတည်သွားနိုင်တဲ့မိုးကြိုးလွဲတီထွေမှုကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဖရန်ကလင်ကသူ့ရဲ့စမ်းသစ်တဲ့လျှက်စစ်တီထွေမှုကြောင့်နာမည်ကြီးသွားခဲ့ပါတယ်။ဒီအတိမဲ့ပြုခံရမှုကဖရန်ကလင်တယောက်အမေရိကလွတ်လပ်ရေးအတွက်ပြင်သစ်ကိုစီးရုံးမဲဆွယ်ဖို့တာဝန်ပေးခံရတဲ့အချိန်နဲ့အချိန်ကိုက်ဖြစ်နေခဲ့ပါတယ်။ဖရန်ကလင်ဟာအမေရိကရဲ့ပထမဦးဆုံးသောတန်တမန်အဖြစ်ဘဲရစ်မြို့အနီးနားမှာနေနှဲငယ်ကြာတက်ဆွဲထားခဲ့ပါတယ်။သူ့ရဲ့ကြော်ကြားမှုနဲ့တန်တမန်ရေးရာကျွမ်းကျင်မှုတို့ကြောင့်ပြင်သစ်ဟာစစ်ကူတွေနဲ့ထောက်ပံ့ရေးတွေကိုဒေါ်လာစစ်ပွဲမှာကူညီပေးဖို့ခဲ့ပြီးအမေရိကန်ကိုလည်းအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်အတိမတ်ပြုပေးခဲ့ပါတယ်။စစ်ပွဲအတွင်းမှာဖရန်ကလင်ဟာစာတိုင်မှုဖြစ်နဲ့ခန့်အပ်ခံခဲ့ရပြီးတော့ဘေးစာတွေကိုငင်းစည်းစာဖို့သမားတွေကနေတစ်ဆင့်မြန်နိုင်သမျှအမြန်ဆုံးပေးပို့ရမယ့်ယာရုတာဝန်ဖြစ်ပါတယ်။အပေါ်ပိုင်းမှာအဝေးကြီးမှန်ပါပြီးတော့အောက်ပိုင်းမှာစာကြည့်မှန်ပါတဲ့နှစ်ချမ်းပါမျက်မှန်ကိုလည်းတီထွင်ခဲ့ပါတယ်။နောက်ထပ်တီထွင်မှုတစ်ခုဖြစ်တဲ့ဖရန်ကလင်မီးဘူးဟာဆိုရင်အဲဒီခေတ်ကအသုံးပြုတဲ့မီးလင်းပိုတွေထက်အပူချိန်ပိုမြင့်ပြီးတော့မီးကိုထွက်နေတဲ့တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့တမူထူးခြားတဲ့တီထွင်မှုတွေကနာမည်ကြီးတဲ့တီထွင်မှုနောက်တစ်ခုဟာဟာမိုနီကာဖန်လုံးပဲဖြစ်ပါတယ်။ရေးပြထားတဲ့ဖန်ခွက်ထိတ်ကိုလက်ချောင်းနဲ့တီးခတ်တဲ့ဂီတပညာရှင်တွေကိုနမူနာယူပြီးတော့ဖန်ပစ္စည်းလောက်ကင်သူတို့နဲ့ပူးပေါင်းတီထွင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အဲဒီခေတ်မှာအလုံးနာမည်ကြီးခဲ့တဲ့တီထွင်မှုပဲဖြစ်ပါတယ်။အစေးတစ်ပုတ်ထဲမှာဆိုလို့ရှိရင်လူမဲတွေအမေရိကမှာလာရောက်နေထိုင်တာကိုသဘောမတူကြောင်းသူတို့အားလုံးကိုနှင်ထုတ်ပြီးတော့နှစ်လိုပဲကောင်းတဲ့လူပြူမျိုးနွယ်တွေကိုသာပို့ပြီးတော့တိုးပွားစေလိုကြောင်းရေးသားခဲ့ပါတယ်။ဖရန်ကလင်ဟာနေ့တော်ကြာကြာထိလူမဲကျိုးတွေကိုလည်းပိုင်ဆိုင်ခဲ့ပြီးတော့သူတို့ကိုဥရောပလူပြူတွေထက်ရုံညံ့တဲ့လူသားတွေလို့သာသတ်မှတ်ဆက်ဆံခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျုံစနစ်ဖြတ်သိမ်းရေးအဆိုပြုချက်တွေမှာသူကိုယ်တိုင်ထောက်ခံသူတို့ဖြစ်ပါဝင်ကူညီပေးခဲ့ပါတယ်။ကိုလိုနီ73နိုင်ငံဟာလွတ်လပ်သောနိုင်ငံများဖြစ်ရပ်တည်နေကြပြီးဒီတင်ရဲ့အုပ်ချုပ်မှုအောက်မှာအတီးရှိတော့ပါဆိုတဲ့လွတ်လပ်ရေးကြေညာချက်ကိုစီစဉ်ရေးဆွဲခဲ့တဲ့ကော်မတီတစ်ခုရှိပြီးတော့ဖရန်ကလင်ဟာလည်းကော်မတီရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။အမေရိကလွတ်လပ်သောနိုင်ငံတစ်ခုဖြစ်အတည်ပြုပေးခဲ့တဲ့လွတ်လပ်ရေးကြေညာချက်ဘဲရစ်သဘောတူညီချက်နဲ့အမေရိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့စာချုပ်3ဆောင်ရှိပြီးတော့ဖရန်ကလင်ဟာအဲဒီစာချုပ်3ဆောင်လုံးမှာလက်မှတ်ထိုးခဲ့ရတဲ့တဦးတည်းသောနိုင်ငံကိုယ်စားလှယ်ဖြစ်ပါတယ်။1988ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီးတဲ့နောက်ဖရန်ကလင်ဟာမိတ်ဆွေဖြစ်သူသိပ္ပံပညာရှင်တယောက်စီစာရေးခဲ့ပြီးတော့နာမည်ကျော်ဆိုရိုးစကားတစ်ခုကိုခြံထားခဲ့ပါတယ်။အဲဒီစာထဲမှာတော့ငါတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ကြီးကတော့အတည်ပြုပြီးသွားခဲ့ပြီ။ဒါရှိခံပြီးစိတ်ချယုံကြည်ရလောက်မဲ့ပုံပါပဲ။ဒါပေမဲ့ဒီကဘာကြီးမှာတေချင်းတရားနဲ့အခွန်ကားကလွဲပြီးတော့ဘာမှမသေးကြဘူးလေတဲ့။တက်လက်ပိုင်းနဲ့နောက်ပိုင်းနှစ်တွေဟာဖရန်ကလင်ဟာအဝါလုံးယောဂတဲ့အခြားကျမ်းမာရေးပြဿနာများစွာကိုလည်းခံစားခဲ့ရပါတယ်။1990ခုနှစ်ဧပြီလ18ရက်နေ့မှာအသက်84နှစ်အရွယ်မှာဖရန်ကလင်ဟာအဆုတ်တွင်းပြည်တင်တာပေါက်ပြီးတော့ဖီလာဒဲလ်ဖီးယားကနေအိမ်မှာပဲဆုံးပါသွားခဲ့ရပါတယ်။ဖရန်ကလင်ရဲ့ဇာပနာပွဲကိုခံမှန်းကြည့်လူပေါင်း2000လောက်တက်ရောက်ခဲ့တယ်လို့သိရပြီးတော့အဲဒီချိန်ကဖီလာဒဲလ်ဖီးယားမြို့ရဲ့လူဦးရေအားလုံးနီးပါးပါပဲ။ဒီနေ့ချိန်ထိလူတွေကကံကောင်းစေဖို့အတွက်ဖရန်ကလင်ရဲ့အုပ်ကူမှာအကျွေးစစ်ပစ်ပြီးတော့နှစ်တိုင်းလာရောက်ဆူတောင်းလေးရှိကြပါတယ်။တပြားစုရင်တပြားထက်ရတယ်ဆိုတဲ့ဖရန်ကလင်ရဲ့စကားကိုယုံကြည်ကြသူတွေပေါ့။တကယ်တော့ဖရန်ကလင်ဟာအဲ့လိုတစ်ခါမှမပြောခဲ့ပါဘူး။သူတကယ်ပြောခဲ့တဲ့စကားတစ်ခုကတော့အချိန်ကငွေပဲဆိုတာမမေ့ပါနဲ့လို့ဆိုပါတယ်။ဖရန်ကလင်ကိုယ်တိုင်ကလည်းသူ့ရဲ့အချိန်တွေကိုပညာသားပါအသုံးချခဲ့တယ်ဆိုတာကျွန်တော်တို့အားလုံးသိပါပဲခင်ဗျာ။အမေရိကရဲ့တီထောင်သူဖခင်ကြီးတွေကတအုပ်ဖြစ်တဲ့ဘန်ဂျမင်ဖရန်ကလင်ရဲ့နိုင်ငံချစ်စိတ်သူလုပ်ခဲ့တဲ့အကျိုးရှိတဲ့အကြောင်းအရာအများကြီးအတွက်1914ခုနှစ်မှာဘန်ဂျမင်ဖရန်ကလင်ရဲ့မျက်နှာပုံရိပ်ကိုတရားရန်အမေရိကန်ဒေါ်လာငွေစက္ကူပေါ်မှာရိုက်နှိပ်ပုံယူခဲ့ပါတယ်။ဘန်ဂျမင်ဟာအမေရိကန်နိုင်ငံရဲ့သမ္မတမဟုတ်ပေမဲ့သမ္မတသောမတ်ဂျက်ဖာဆန်၊သမ္မတအီဗရာဟမ်လင်ကွန်၊သမ္မတအလက်ဇန်ဒါဟာမစ်စတန်၊သမ္မတအန်ဒရူးဂျက်ဆန်၊သမ္မတယူလက်စီအက်စ်ဂရန်ဒိုနဲ့နီးတူ
အမေရိကန်ဒေါ်လာငွေစက္ကူပေါ်မှာဂုဏ်ပြုခြင်းခံခဲ့ရသူပါကျွန်တော်ကတော့ဘန်ဂျမင်ဖရန်ကလင်ရဲ့ဘဝဇာတ်ကြောင်းကိုနားထောင်ရင်းထဲမှာဒီအချက်၃ချက်ကိုသင်ခန်းစာရမိပါတယ်နံပါတ်1အိမ်မက်ကိုလက်တွေ့ဖြစ်အောင်လုပ်ဖို့အတွက်ကိုယ်စိတ်ကသာအရေးကြီးဆုံးနံပါတ်2ပါရမီကိုအယောင်တင်ပေးနိုင်တာကစောက်စာပြီးနံပါတ်3လူပတ်ဝန်းကျင်အတွက်အကျိုးရှိရာတွေကိုလုပ်လူတွေကတန်ဖိုးထားလိမ့်မယ်ကဲဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကရောဘန်ဂျမင်ဖရန်ကလင်နဲ့ပတ်သက်လို့ဘယ်လိုမြင်မိပါသလဲကိစ္စပြောချင်တာတွေရှိရဲဆိုရင်လေကိုယ့်ရဲ့မြင်ကို comment မှာလွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီမှာနေမဲ့အဆုံးသတ်ပါပြီနောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားခဲ့ဖို့တောင်းဆိုလိုက်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ